Hello everyone, Happy New Year ပါအားလုံးပဲနှစ်သက်ကူအချိန်ခါတမရမှာစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေ။အခုကျွန်တော်ကဒါဒီလိုမျိုးနှစ်သက်ကူဆူတောင်းဆိုပြီးတော့တောင်းပေးလိုက်ပြီမယ်။တချို့ကမ္ဘာနေရာမှာတော့နှစ်သက်မကူးသေးပါဘူး။ပြောချင်တာအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ2026ဇန်နဝါရီလ1ရက်နေ့ကသူတွေပါမှာဖြစ်တယ်လို့2025ဒီဇင်ဘာလ31ရက်နေ့ကကြည့်နေတဲ့သူတွေလည်းပါပါလိမ့်မယ်။ဘာလို့ဒီလိုမျိုးဖြစ်နေလဲဆိုတော့ကျွန်တော်တို့ထိုင်းစုံတွေမတူကြလို့ပါ။ဒီထိုင်းစုံတွေဘလို့ဖြစ်ပေါ်လာလဲဆိုတာအလွယ်ဆုံးပြောရရင်တော့ကျွန်တော်တို့ကဘာကြီးကလဲပတ်နေတယ်လဲပတ်နေတဲ့အချိန်မှာကျွန်တော်တို့နေစီကနေအလင်းအောင်ရရှိမှုတနေရာကဘာတနေရာနဲ့တနေရာမတူတဲ့အခါမျိုးမှာထိုင်းစုံတွေကွဲပြားလာပါတယ်ဒီထိုင်းစုံတွေကိုဘလို့သတ်မှတ်ခဲ့တာလဲနေအလင်းအောင်ကြည့်ပြီးတော့လူတွေကဘလို့သတ်မှတ်ခဲ့တာလဲဆိုရင်ကျွန်တော်တို့1889ကနေဒါမှာSir Sandford Fleming ဆိုတဲ့ Scottish Canadian engineer တယောက်ကသူက proposal အဆိုတင်သွင်းခဲ့တာပေါ့okay သူအဆိုတင်သွင်းတာဟုတ်ပြီသူအဆိုကဘယ်လိုလဲသူအဆိုကတော့အရန်ရိုးရှင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှင်းလေးပဲကြည့်ရရင်ကဘာကြီးကလဲပတ်နေတယ်အဲ့တော့360 degree ဟုတ်တယ်ပြီးရင်နေညပြောင်းမှုပေါ့ကဘာတစ်ပတ်လေကို24နာရီကြာတယ်အဲ့ကြ तू က160အစား24အဲ့တော့15 okay 15 degree तू ကအဲ့15 degree ပဲသုံးပြီးတော့ तू က golden rule ဆိုပြီးတော့ तू ကတင်ပြပါအဲ့ golden rule ကဘာလဲဆိုတော့ तू ကကဘာမြေပုံအပေါ်မှာ15 degree กว่าတိုင်းတနာရီစီချတာပါအဲ့ကြောင့်ကျွန်တော်တို့ထိုင်းစုံက24ခုခုချိန်ကြီးရှိနေတာပါဒါပေမဲ့မင်းရဲ့အလယ်မြင်းကိုဘယ်လိုသတ်မှတ်လာမှာလဲဆိုပြီးတော့မေးစရာရှိလာပါတယ်မေးစရာတွေရှိလာတော့သူတို့က1884မှာပဲအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာနိုင်ငံပေါင်း25နိုင်ငံကကိုယ်စားလှယ်တွေရောက်လာပြီးတော့အငင်းခုံအဆွေးနွေးတွေလုပ်ကြပါတယ်အဲ့ချိန်မှာသူတို့ကမ္ဘာစင်တာလိုင်းကိုသတ်မှတ်လိုက်တဲ့နေရာရှိပါတယ်ကမ္ဘာစင်တာလိုင်းကိုသူတို့အခေါ်ဝေါ် the prime meridian လို့လည်းခေါ်ပါတယ်အဲ့ဒါကခုဘယ်မှာရှိလဲဆိုရင်ကျွန်တော်တို့United Kingdom UK ပေါ့အင်္ဂလန်နိုင်ငံလန်ဒန်မြို့ Greenwich ဆိုတဲ့နေရာမှာရှိပါတယ်သူတို့ပြလိုက်တဲ့ဘာညာမျိုးလဲရှိရထင်ပါတယ်ကျွန်တော် YouTube ကနေတွေ့ဘူးတယ်သူတို့ကဘာဖြစ်လို့ UK အင်္ဂလန်က Greenwich ဆိုတဲ့နေရာကိုသူတို့ကဘာလို့ center line ဖြစ်သတ်မှတ်လာလဲအဲ့ဒါဆိုရင်တော့သူတို့က1884ဆိုတဲ့အတိုင်းအဲ့ချိန်မှာ British Empire ရဲ့အားအကောင်းဆုံးချိန်မှာသူတို့ကကဘာရဲ့80%လောက်ရဲ့ဒီ shipping route တွေကျွန်တော်ကမ္ဘာကုန်သွယ်စီးဆင်းရေးတင်မောသွားလာလှုပ်ရှားမှုတွေကိုသူတို့ကထိန်းချုပ်ထားတဲ့အတွက်ကြောင့်တကဘာလုံးကလည်းအနီးလန်းအောင်ပဲကျင့်သုံးနေပါတယ်ကျင့်သုံးနေတဲ့အတွက်ကြောင့်ဥမာဒီသူတို့ဓာကြီးကိုချိန်လိုက်မယ်ဆိုရင်အခြားဒီစင်တာလိုင်းကြီးကိုအခြားတနေရာကိုရွှေ့လိုက်မယ်ဆိုရင်အကုန်လုံးကမောက်ကမကြီးဖြစ်ပြီးတော့အကုန်လုံးတင်မောသားတွေအကုန်ပြန်ချိန်ရတော့မှာပါအသဘောပါပဲအဲဒါကြောင့်သူတို့ကရွှေ့လိုက်ရုံပါပဲအင်္ဂလန်ကokay ဒါဆိုရင် New Year ကိုဘယ်နိုင်ငံတွေကပထမဆုံး celebrate လုပ်တာလဲဒါမျိုးဆိုရင်တော့ကျွန်တော်တို့မြောက် Pacific သမုဒ္ဒရာထဲမှာရှိတဲ့Kiribati လို့ခေါ်တဲ့ကျွန်းနိုင်ငံလေးကနေအရင်ဆုံး celebrate လုပ်ပါတယ်အဲ့ဒီကနေပြီးမှကျွန်တော်တို့ဒီအနောက်ဘက်ကိုလာတဲ့အခါ New Zealand Australia Japan Korea အဲ့ဒီကနေမှနောက်ဆုံးတစ်ကမ္ဘာလုံးတစ်လျှောက်ကိုပတ်ပြီးမှ Baker Island ဆိုတဲ့အမေရိကန်ပြည်ထောင်စုပိုင်တဲ့ကျွန်းတွေထဲမှာအဆုံးသတ်ပါတယ်အဲ့ဒါကပဲ2025နောက်ဆုံးထွက်ခွာသွားမယ့်နေရာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်